ပါရှင်နိုင်ငံတော်သမ္မတကြီးရဲ့လက်ညှိုးမှုနဲ့အစိုးရတည်ရဲ့ရပ်ပေါင်းတရားအစီအမံမှာတောင်သူလယ်သမားတွေအတွက်ဓာတ်ရိုက်အကျိုးရှိစေမယ့်အကြောင်းအရာတစ်ခုပါဝင်ပါတယ်။စိုက်ပျိုးရေးရှိငွေထုတ်ချေရဲ့ပုံမှာတိုးမြင့်ပေးတဲ့အတွက်ကြောင့်မလို့တောင်သူများနေတော့တိုင်းပြည်ဝမ်းသာပဲ။ဒီတဲ့မကပို့ပြီးတော့လာတွန်းပြင်းပြီးတော့ချေးပေးမယ်ဆိုရင်တော့တောင်သူတွေအနေနဲ့ကတော့အတိုင်းမသိဝမ်းသာပါတယ်ဆိုကြောင်းပြောကြတော့ကျွန်တော်အခုလိုစိုက်ပျိုးရေးရှိငွေတိုးမြင့်ထုတ်ချေးပေးတဲ့အတွက်ပေါ့နော်ဒီလူမှုစီးပွားရေးဘဝတွေကလည်းရကဏ္ဍထဲမှာပို့ပြီးတော့ထိထိရောက်ရောက်အသုံးချသွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့တောင်သူလယ်သမားတွေနဲ့စိုက်ပျိုးရေးလုပ်သားတွေပုံမှုအဆင်ပြေချုံးမွေ့စေဖို့အတွက်စိုက်ပျိုးရေးချင်းငွေတွေကိုအရင်ကတည်းကနှုံးထားတွေတိုးမြင့်ပြီးတော့သတ်မှတ်ထုတ်ချေပေးနေမှုတွေဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်။စိုက်ပျိုးတဲ့တိနက်အမျိုးအစားပေါ်မူတည်ပြီးတော့တိနက်အမျိုးအစားလိုက်ခွဲခြားသတ်မှတ်ထုတ်ချေပေးမှုတွေဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်ရှင်။စပါးစုံနဲ့ချင်းမြရှင်ဝါတို့အတွက်ကိုတော့ငွေကျပ်3သိန်းအထိတိုးမြင့်ထုတ်ချေပေးနေပါတယ်။အခြားသီးနှံ18မျိုးအတွက်ကိုတော့ငွေကျပ်2သိန်းခွဲအထိတိုးမြင့်ထုတ်ချေပေးနေပါတယ်။ဒါအပြင်ပန်းနှံစီမုံညင်းနဲ့ဂုံလျှော်စတဲ့သီးနှံတွေအတွက်ကိုလည်းငွေကျပ်3သိန်းခွဲအထိတိုးမြင့်ထုတ်ချေပေးနေတာပဲဖြစ်ပါတယ်။အခုလိုစိုက်ပျိုးရေးချင်းတွေအပြင်ခေတ်မီလေယာစိုက်ပျိုးရေးစနစ်ကိုကူးပြောင်းနိုင်ဖို့အတွက်လေယာသုံးစက်ကရိယာတွေဝယ်ယူဖို့အတွက်ကိုလည်းကဏ္ဍခွဲပြီးတော့ဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်။7,300အထိတန်ဖိုးရှိရဲ့လေယာသုံးစက်ကရိယာရဲ့အတွက်ကိုကဏ္ဍတစ်ခုအနေနဲ့သတ်မှတ်ထုတ်ချေပေးသွားမှာဖြစ်ပြီးတော့7,300နဲ့အထက်တန်ဖိုးရှိရဲ့လေယာသုံးစက်ကရိယာရဲ့အတွက်ကိုလည်းတိကျကဏ္ဍတစ်ခုအနေနဲ့ထုတ်ချေပေးသွားမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်စိုက်ပျိုးရေးချင်းတွေဟာမြန်မာလည်းရဖွံ့ဖြိုးမှာနိုင်ငံတော်မှာရှိတဲ့တောင်သူများကိုထုတ်ချေပေးလျက်ရှိတဲ့ကျွန်တော်တို့အဓိကချင်းတွေမျိုးစားဖြစ်ပါတယ်ရှင်စိုက်ပျိုးရာသီလိုက်ကျွန်တော်တို့မိုးရာသီချင်းတွေဆောင်းရာသီချင်းတွေမိုးကြရာသီချင်းတွေဆိုပြီးတော့တစ်နှစ်မှာ3ရက်ထုတ်ချေပေးလျက်ရှိပါတယ်ရှင်ရခိုင်ပြည်ကနိုင်ငံလုံးစိုက်ပျိုးရေးချင်းတွေ988ဘီလီယံထုတ်ချေပေးခဲ့ပြီးယခုနှစ်မှာဆိုရင်1535ဘီလီယံထုတ်ချေမှာဖြစ်တဲ့အတွက်ရခိုင်ပြည်ကထက်950ဘီလီယံနီးပါးပုံမှန်ထုတ်ချေပေးသွားမှာဖြစ်ပါတယ်ရှင်စိုက်ပျိုးရေးရှိငွေထုတ်ချေရဲ့ပုံမှာတိုးမြင့်ပေးတဲ့အတွက်ကြောင့်မလို့တောင်သူများနေတော့တိုင်းပြည်ဝမ်းသာပဲအခုလက်ရှိကတော့ကျွန်တော်တို့တောင်သူတွေလည်းတဘာဝဘေးရန်တွေရင်ဆိုင်ရတာနဲ့ဆိုတော့ကျွန်တော်ဒီပုံမှာတော့လုံလောက်မှုဆိုတာတော့မရှိပါဘူးမရှိပေမဲ့လည်းပဲဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရခိုင်နေကြဆိုင်တော့အများကြီးအထောက်အကူများစွာအထောက်အကူပြုစေပါတယ်ဒါတောင်သူများအဓိကလိုအပ်တဲ့မျိုးကောင်းမျိုးတန့်ဒါတွင်းအားစုဖြစ်တဲ့ဓာတ်မြေဩဇာနဲ့ပိုးသက်စေလည်းပုံမှုသုံးဆွနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တောင်သူတွေအနေနဲ့ပုံမှုအဆင်ပြေလာမယ်လို့ဒါကျွန်တော်အနေနဲ့ပြောကြလိုပါတယ်တွင်းအားစုတွေကအစမတန်ဈေးမြင့်နေတဲ့အတွက်ကြောင့်ဒီနေ့နိုင်ငံတော်အစိုးရကနေပြီးတော့မှကျွန်တော်တို့တောင်သူတွေကိုမျက်ကွယ်မပြုဘဲနဲ့ဒီချင်းငွေများကိုထပ်ဆက်တိုးမြင့်ပြီးတော့ချေးတဲ့အတွက်လုံလောက်မှုမရှိတော့လည်းပဲတထောင်တကွေးကနေပြီးတော့ဖာထီးမှုအဆင်ပြေမှုရရှိပါတယ်ကျွန်တော်တို့လေယာလုပ်ငန်းကောင်မှာတော့အခုလိုစိုက်ပျိုးရေးရှိငွေထုတ်ပေးတဲ့အတွက်လူနေမှုဘဝတွေခုနစိုက်ပျိုးရေးဒီလေယာမြေထဲမှာပို့ပြီးတော့ထိရောက်စွာအသုံးချနိုင်တာပေါ့နော်သမ္မတကြီးရဲ့လမ်းညွှန်ချက်ဖြစ်တဲ့ကျေးလက်နေတောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နဲ့စိုက်ပျိုးမွေးမြူရေးအခြေခံတဲ့စက်မှုလုပ်ငန်း Agro-Based Industry ကိုတည်ဆောက်ရမှာတဲ့အထောက်အကူပြုစေရန်အတွက်ချင်းငွေနှုန်းများတိုးမြင့်ထုတ်ချေပေးရခြင်းဖြစ်ပါတယ်ရှင်ပေါ်ချိန်ငွေပေါ်ချိန်ဘယ်ချိန်လဲဘယ်ချိန်လဲဆိုတော့ကျမပြောလိုက်တာ12လပိုင်း1လပိုင်းเนาะအဲ့ချိန်လေးပြန်ဆက်ပြီးပါဘာဖြစ်လဲဆိုတော့ကျမတို့ငွေအမောက်များလာတယ်လေငွေအမောက်များလာတဲ့အတွက်ကြောင့်မလို့တောင်သူတွေကဘာဖြစ်လဲဝင်တော့ဝင်ဖို့ဖြစ်သွားမှာကြောက်တယ်เนาะငွေသားဒီ15သိန်းเนาะဒါဒီ10သိန်းเนาะဒါဒီ5သိန်းပါရှင်เนาะအမတို့ကတော့ဒီထုတ်ချေပေးရတဲ့ပုံမှာအမတို့ကတော့ဒါ
လက်သမားတွေဘက်ကလည်းကြည့်မယ်ဆိုလို့ရှင်လေအမတို့ဝမ်းသာပီတိဖြစ်ရတယ်ပေါ့နော်လက်သမားတွေကရခိုင်တွေကတော့ size ကလုံလောက်မှုမရှိဘူးဒီနေ့မှဆို size တွေတိုးမြင့်ထုတ်ချေးတဲ့အတွက်လက်သမားတွေမှာလည်းလုံလောက်မှုရှိတယ်လက်သမားတွေအတွက်ဘက်ကနေကြည့်ပြီးတော့လည်းအများကြီးဝမ်းသာပါတယ်တိုးမြင့်လှုပ်ဆောင်နေတဲ့အနေအထားမှာဆိုရင်တော့ကျွန်တော်တို့ဒါမျိုးကောင်းမျိုးတန်းနဲ့ဒါဓာတ်မြေဩဇာဒီပူသက်စီးပေါ့ဒါတွေကကျွန်တော်တို့ကသူ့အချိန်နဲ့တပြင်းညီကျွန်တော်တို့ကဒါဝယ်ယူပြီးတော့ခါကျမှသုံးစွဲနိုင်မှသာလဲကျွန်တော်တို့တောင်သူအနေနဲ့ဒါတိနဲ့အထွက်တိုးမယ်အထွက်တိုးကျွန်တော်တို့တောင်သူကမိသားစုဘဝတွေဒါစီးပွားရေးလုပ်ငန်းတွေပုံမှုအဆင်ပြေနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒါအများကြီးထောက်ကူဖြစ်တဲ့အတွက်ကြောင့်ဒီပေါ်မှာလည်းကျေးဇူးတင်ရှိကြောင်းကျွန်တော်ပြောကြားလိုပါတယ်ခင်ဗျဟုတ်ကျွန်တော်တို့ဒီတိနန်နေစိုက်ပျိုးတဲ့နေရာမှာအခုဒီချင်းငွေတွေပုံပြီးတော့ချီးတဲ့အတွက်တောင်သူလယ်သမားတွေပြင်ကျွန်တော်တို့ဒီလေယာလုပ်သားတွေစက်ကရိယာပိုင်ရှင်တွေမျိုးစာရောင်းဝယ်တွေအထိကျွန်တော်တို့အကျိုးသက်ရောက်မှုရှိပါတယ်အမတို့ဘာကချင်းငွေထုတ်ချေးတဲ့နေရာမှာလေယာပန်းဖြစ်တဲ့အတွက်လက်သမားတွေစီကပုံစံကုန်မဲ့အမကယူပြီးချင်းငွေထုတ်ချေးပေးပါတယ်ဒီလိုထုတ်ချေးပေးတဲ့နေရာမှာဆိုလို့ရှိရင်လည်းအမတို့ကပြေးရတယ်မှာဆိုရင်တောင်သူတွေအကုန်လုံးကိုမသိနိုင်ဘူးမသိနိုင်တော့ပြေးရမှာဆိုချင်းငွေစစ်စစ်ဖွဲ့ပြေးရချင်းငွေစစ်စစ်ဖွဲ့ဆိုတာရှိတယ်ပြေးရချင်းငွေစစ်စစ်မှာဆိုရင်ပြေးရအုပ်ချုပ်မှုကဥက္ကဋ္ဌပြပါဝင်ပြီးတော့စိုက်ပျိုးရေးကြေးချာကအဖွဲ့ဝင်ပြေးရမြေတိုင်းစီကအဖွဲ့ဝင်လဲဆိုတော့တောင်သမားများရဲ့အစုဘက်ကိုယ်တိုင်တူဘန်တွင်းမှုကနေပြီးတော့အထွေးမှုဆိုပြီးတော့ဒီအဖွဲ့ဝင်လေးဦးရဲ့ထောက်ခံချက်နဲ့အမတို့ဒီချင်းငွေတွေဒါစိုက်တက်ပြိုးတဲ့ချိန်မှာထုတ်ချေးပေးပြီးတော့အမတို့ပြန်ကောက်တဲ့ချိန်ကတော့တင်းနံပေါ်ချိန်ငွေရှင်ချိန်မှာချင်းငွေတွေအားလုံးကိုအမတို့ပြန်ကောက်ပါတယ်ကျွန်တော်တို့ဒီကြံစိုက်ပျိုးတဲ့နေရာမှာလည်းနည်းနည်းဈေးနှုန်းလေးတွေလျော့ပါတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာတောင်သူတွေမှာကြံတင်တဲ့လောက်မကြံဘူးပေါ့စဘာဈေးမှာလည်းတုံနီးတူဆိုတာပဲကြံတဲ့လောက်မကြံတဲ့အတိုင်းအတာမျိုးတွေဖြစ်တယ်ပေါ့ကျွန်တော်တို့အခုလက်ရှိချင်းငွေတွေထုတ်ချေးပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနိုင်ငံတော်သမ္မတကြီးကိုလည်းအထူးကျေးဇူးတင်တဲ့အကြောင်းကျွန်တော်ပြောလိုပါတယ်ကျွန်တော်တို့တောင်သူနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီလေယာဖွင့်ပေးကဏ္ဍတွေမှာဟိုဒါသွေးအားစုပိုင်းမျိုးကောင်းမျိုးတန့်ပိုင်းနောက်တစ်ခါဒီဆက်ရန်တရားပိုင်းဒါတွေကိုလည်းကျွန်တော်တို့ကထပ်မံပြီးတော့ဒီတက်ပုံမှုပြီးတော့လှုပ်ဆောင်ပေးပါလို့လည်းဒါကျွန်တော်တောင်းခံခြင်းတယ်နောက်တစ်ချက်ကအခုလိုတိုးမြင့်ပေးထားဖြစ်တဲ့အတွက်ကြောင့်မို့လို့လည်းပဲကျွန်တော်တို့တောင်သူတွေကဒါမြန်မာနိုင်ငံအဝမ်းမှာဆိုလို့ရှိရင်ကျွန်တော်ကြီးတဲ့လူသားများတယ်ကြီးတဲ့လူသားများတဲ့အတွက်ကြောင့်ကျွန်တော်တောင်သူတွေမှများတယ်ဒီတောင်သူတွေမှအားလုံးအစီအပြီးမှကျွန်တော်နိုင်ငံရဲ့တိုးတက်မှုကဖြစ်လာမယ်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လက်ရှိစိုက်ပျိုးတဲ့သီးနှံတွေအနေနဲ့တော့ကျွန်တော်တို့ဒါစဘာဆိုလို့ရှိရင်စဘာနဲ့နှမ်းကျွန်တော်တို့ဒါအဓိကစိုက်ပျိုးတဲ့သီးနှံတွေလည်းဖြစ်တယ်ပေါ့လေအဲ့တော့ခါကျတော့ဒီဥစ္စာကိုထပ်မံပြီးတော့နောင်လဲဒီလိုတိုးတက်မှုတွေတိုးပွားမှုတွေထပ်မံပံ့ပိုးမှုတွေလုပ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တောင်သူအနေနဲ့ဒါတိုင်းပြည်ဝမ်းသာတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ခင်ဗျဒီနေ့ကတော့နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်နဲ့နေရာပြည်သူကောင်စီနယ်မြေမန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာဆိုလို့ရှိရင်မြို့မှာရှိတဲ့ဘဏ်ခွဲ16ခုမှာဆိုရင် pilot project အနေနဲ့mobile payment အနေနဲ့စတင်ထုတ်ချေးအကောင့်ထဲပေါ်ဆောင်ရနေပါတယ်လက်ရှိလည်းဆောင်ရနေပါတယ်လက်သမားတွေတချို့လိုက်နာပြီးတော့ဒီ mobile payment နဲ့ချီတာအတွက်လက်သမားတွေအတွက်လည်းနောက်ပိုင်းဆိုရင်တော့ပုံမှုလွယ်ကူမြန်ဆန်လာမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့စိုက်ပျိုးစိတ်ချင်းငွေတွေရက်တရာတွင်မှာခု1535ဘီလီယံထုတ်ချေးဖို့ရထားသလိုနေရာသုံးစက်ကရိယာတွေကိုလည်းထုတ်ချေးပေးဖို့အတွက်မတို့စီစဉ်ဆောင်ရွက်နေပါတယ်တခြားစီစဉ်တော့ဒီနှစ်ကတော့ဒီ pilot project အနေနဲ့တိုင်း9တိုင်းနဲ့ဘဏ်ခွဲ16ခုပဲဆောင်ရွက်ပြီးမယ်နောက်နှစ်ဆိုရင်တော့တနိုင်ငံလုံးအတိုင်းအတာနဲ့ mobile payment နဲ့ဆောင်ရွက်မဲ့အနေအထားရှိပါတယ်ရှင်မိဘပြည်သူများရှင်အခုလိုနိုင်ငံတော်အစိုးရသစ်ရဲ့ရက်တရာစီမံချက်ကနေစိုက်ပျိုးရေးချင်းငွေတွေကိုပုံမတိုးမြင့်ထုတ်ချေးပေးခြင်းဟာတောင်သူလယ်သမားတွေနဲ့စိုက်ပျိုးရေးလုပ်သားတွေရဲ့လက်တွေ့ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတထောင်တနေရာကနေရှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်ဒီစီမံကိန်းကနေတဆင့်လေယာကဏ္ဍပုံမဖွံ့ဖြိုးတိုးတက်လာပြီးတော့တောင်သူတွေရဲ့မျက်နှာပေါ်ကအပြုံးတွေကိုအမှန်တကယ်မြင်တွေ့ရဖို့လည်းမျှော်လင့်ပါတယ်ဆိုရရဲ့ရက်တရာစီမံကိန်းကနေပံ့ပိုးပေးလိုက်တဲ့အရင်းအနှီးတွေကတောင်သူတွေအတွက်လက်တွေ့ဘဝမှာခွန်အားသစ်တွေရရှိစေမယ်လို့လည်းယုံကြည်မိပါတယ်ဒီလိုလက်တွေ့ကြပြီးအကျိုးရှိရဲ့နိုင်ငံတော်အစိုးရသစ်ရဲ့လက်တွေ့အကျိုးရှိပြီးထိရောက်တဲ့လှုပ်ဆောင်ချက်တွေကိုကျမတို့ရဲ့နိုင်ငံတော်သမ္မတရုံးသတင်းနဲ့ပြန်ကြားရေးဗျူရို PPIB ကနေမှတ်တမ်းတင်ရိုက်ကူးလိုက်ရပါတယ်ကျမ PPIB ကမေတ္တာချမ်းပါကျေးဇူးတင်ပါတယ်